မယုံဆိုရင်ပြောင်းလို့ရတယ်မပြောင်းတော့ပါဘူးဖေမပြောင်းတော့ဘူးဒီဗုဒ္ဓစကုတမီးရဲ့အဖြေကိုမှတ်ပေးပါဒီဗုဒ္ဓစကုကဲပရိသတ်များကိုဘုန်းကြီးတို့ခွင့်ပြုပေးမယ် A B C D အဖြေမှန်ဘာလို့ထင်လဲတတိရှင်ဖြေပြစာအုပ်လှမ်းကြည့်ရင်အရှုံးနော်စာမျက်နှာအညွှန်းကဘုန်းကြီးတို့ကတက်တေတက္ကရာဖြစ်အောင်ထည့်ပေးထားတာလိုက်လံကြည့်ပြီးအော်ဝထားတာမဟုတ်ဒီဗုဒ္ဓစကုသိန်း30တန်မေကွန်အဖြေမှားလို့ရှိရင်တော့ဘုန်းကြီးတို့ဒီနေရာမှာရက်နားရမယ့်အစီအစဉ်ဖြစ်ပါတယ်ဥဇေယဓမိုးတန်တာပင်လုံဒီဇယ်ပတ်နောက်ဆယ်လုပ်ငန်းကနေပြီးတော့စွငွေ3သိန်းကျပ်ရှိမိပါတယ်စုရဒီလိုတော့မဟုတ်ဗျာကလေးတို့ဆရာရှိမေဆရာတော်အရှင်ဝါတထတကုံစိတ်ကန်း88ရပ်ကွက်ဆရာရှိမေမောဂုတ်ဝိပဿနာဓမ္မဣတာကစွငွေ3သိန်းကျပ်ဘုဇကဆရာတော်နဲ့တန်ကျုပ်ဆရာတော်များကိုလည်းပဲစုချလို့ရှင်လက်ခံပါတယ်လို့ပြောပါတယ်မိတ်ဆက်ပေးခြင်းပါတယ်ဘုန်းကြီးတို့ခုနကထိုင်တဲ့တန်ခါ9ပါးမဟုတ်တော့ပါဘူးပြောင်းသွားပါပြီနော်ဒီဘေးကဒေါက်တာသုစနကပါဘုန်းကြီးတို့ဒုတိယဥက္ကဋ္ဌဆရာတော်ပါဘုရားကတော့ပြင်မြတ်ပါရမီဆရာတော်ဒေါက်တာဝါယမိန်ဒပါဘုန်းကြီးတို့အဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော်ပါဘုန်းကြီးကတော့ပြင်ဒေါက်တာပန္နိတဘိက္ခုပါဥက္ကဋ္ဌဆရာတော်ပါဒါကတော့ပြင်မနာဘတာရီကိုရီးယားဆရာတော်ဘုန်းကြီးတို့အဖွဲ့ရဲ့ဂုဏ်ဆောင်နာယကဖြစ်ပါတယ်ဘုရားဘေးကတော့ပြင်ဒုတိယဥက္ကဋ္ဌဆရာတော်ဗုဒ္ဓဓမ္မစင်တာဆရာတော်ဘုန်းကြီးဝေဒကဇောတိဖြစ်ပါတယ်ဥက္ကဋ္ဌဆရာတော်4ပါးနာယကဆရာတော်1ပါးစောစောတော့နာယကဆရာတော်4ပါးထိုင်သွားတယ်နော်စွငွေ330ပရိသတ်တွေကလည်းပဲဒီလိုဖြေထားတယ်အကယ်၍မားသွားလို့ရှိရင်အဲ့ဒီပရိသတ်တွေတရားခံဆိုတာ record ဖန်ထားပေးပါဘုရားတော်လင်းတင်ပါဗျာအဖြေမှန်စက်ခိုင်းမလို့စုလေးရောက်လာလို့ကြီးညာလိုက်အောင်မယ်နော်တင်ပါဗျာဘိုကလေးကန်းကောက်တစ်ထောင်ဆရာတော်ကနေပြီးတော့ဥဒိတကစွငွေ3သိန်းကျပ်ချီးမြှင့်ပါတယ်နာမည်တွေပဲလာတယ်နော်စွငွေပါမလာဘူးနော်ဘုံဘုံအာမမခံဘူးနော်စီးရင်တော့မှတ်ထားပေးမယ်နော်ဗီဒီယို record လည်းရှိတယ်နော်အဲ့ဒီပုံကိုယ်တွေဘယ်သူလဲဘုံဘုံသိတယ်ဒေါက်တာဇောတိကကိုအမှုထားပြီးတော့ယဟန်တကဥမန်စိန်ယဟန်အမဒေါခင်စပယ်မိသားစုကော့တောင်းကသမီးစွငွေအဖြေမှားသည်ဖြစ်စေအစမြင်ပြေပြောနေရလားဒီပါဗျာသမီးစွငွေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဒေါက်တာဇောတိကကိုအမှုထားပြီးတော့ရဟန္တာကဥမန်စိန်ရဟန်းမဒေါခင်စပယ်မိသားစုကကော့တောင်းကနေပြီးတော့စွငွေ10သိန်းချီးမြှင့်ပါတယ်ဒေါက်တာဇောတိကဘုန်းကြီးတို့အဖွဲ့ရဲ့တွဲဘက်တွင်မှုဆရာတော်ကလည်းပဲစွငွေ10သိန်းထပ်ပြီးတော့ချီးမြှင့်ပါဦးမယ်အပူစွငွေ30ပေါင်းပေးပါစွငွေဘယ်လောက်ရှိပြီလဲတင်ပါဘုရားတော်လည်းအဖြစ်စစ်ပါမယ်တင်ပါဗျာဒီတစ်ခါသမီးလေးခက်ခဲဆုံးဖြတ်ချက်ချပြီးတော့ဖြေရတဲ့နေရာဖြစ်ပါတယ်စုချင်းငွေ330တန်မေကွန်ဖြစ်ပါတယ်မေကွန်လေးကလူတစ်ယောက်ဘယ်အချိန်မှာဘယ်လိုတရားနဲ့ကျွတ်တန်းဝင်မလဲဆိုတာကိုဧကန်တိသောစက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းလို့မေးထားပါတယ်။သမီးလေးကအဖြေကိုဒီဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြေဆိုလိုက်ပါပြီ။စုချင်းငွေချက်သိန်း30တန်မေခွန်းရဲ့အဖြေမှန်က